สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဒီချက်တို့ရဲ့ထိုင်းစာသင်တန်းလေးနော်ထိုင်းမြန်မာစာစကားပြောစာအုပ်ထဲကစာမျက်နှာ2ကိုအတူဆက်တွားပြီးလေ့လာကြမယ်မိတ်ဆက်စကားလေးမနေ့တုန်းကစာမျက်နှာ1ရဲ့အဆက်နာဘယ်သူနဲ့နေလဲကိုမေးချင်တာပဲဖြစ်ဖြစ်သူများကိုမေးတာပဲဖြစ်ဖြစ်ဘယ်လိုပြောရမှာလဲอยู่กับใครคะဘယ်သူနဲ့နေလဲอยู่กับใครคะပြီးရင်ကိုကပြန်ဖြေပေးတယ်အဖေအမေအမနဲ့နေပါတယ်ဆိုရင်อยู่กับဆိုတာနေတဲ့နေတာကိုပြောတာนะคะအဖေဆိုရင်พ่อအမေဆိုရင်แม่အမဆိုရင်พี่สาวอยู่กับพ่อแม่พี่สาวค่ะတငယ်ချင်းနဲ့နေတယ်ဆိုရင်เพื่อนတငယ်ချင်းကိုเพื่อนလို့ပြောရပါမယ်အကိုနဲ့နေတယ်ဆိုရင်အကိုကိုพี่ชายလို့ပြောရပါမယ်ဒီရှေ့ဆက်မှာဒီရှယ်တို့မိသားစုအခေါ်အဝေါ်လေးတွေတင်ရလိမ့်မယ်นะคะနောက်ထပ်တစ်လုံးဘာအလုပ်လုပ်တာလဲတငယ်ချင်းကိုမေးတာပဲဖြစ်ဖြစ်ဘသူတယောက်ယောက်ကိုမေးတာပဲဖြစ်ဖြစ်ဒီစကားကိုသုံးမယ်คุณทำงานอะไรคุณဆိုတာနဲ့ကိုပြောတာတူပြောတာนะคะคุณဆိုတာယဉ်ကျေးတဲ့စကားလုံးလေးเธอလို့ပြောလို့ရှိရင်လည်းရတယ်တငယ်ချင်းအချင်းချင်းဆိုရင်เธอทำงานอะไรนะคะဒါပေမဲ့ကိုထက်ကြီးတဲ့လူဒါမှမဟုတ်ရင်ကိုအတိကိုအရင်မခင်သေးဘူးယဉ်ကျေးအောင်ပြောချင်တယ်ဆိုရင်คุณလို့ဒီချက်တော့သုံးမယ်นะคะคุณทำงานอะไรคุณทำงานอะไรဘာလုပ်တာလဲจะมาအလုပ်လုပ်ပါတယ်ฉันทำงานจะมาဘာအလုပ်လုပ်လဲဒီနားလေးမှာအောက်မှာဒီချက်ပြပေးထားတယ်တွေ့လားအလုပ်တွေကဘာတွေရှိလဲအလုပ်လုပ်တယ်ဆိုရင်ฉันทำงานအလုပ်လုပ်တယ်ဆိုရင်ฉันทำงานဘာအလုပ်လုပ်တာလဲအလားပြင်ဆိုင်အလုပ်ဆိုရင်ฉันทำงานဒီနေရာလေးကိုအပေါ်မှာတွားပြီးချထားပေးမယ်ฉันทำงานร้านเสริมสวยฉันทำงานร้านเสริมสวยအလားပြင်ဆိုင်မှာအလုပ်လုပ်ပါတယ်ထမင်းဆိုင်အလုပ်မှာလုပ်တယ်ဆိုရင်အရှိမဘာထပ်ပေးရမှာฉันทำงานအလုပ်လုပ်တယ်ဘာအလုပ်တော့งานร้านอาหารงานร้านอาหารဆိုတာထမင်းဆိုင်အလုပ်ကိုပြောတယ်นะคะပြီးရင်နောက်တစ်လုံးဟိုတယ်အလုပ်လုပ်ပါတယ်ဆိုရင်ฉันทำงานงานโรงแรมကိုယ့်ရဲ့အလုပ်ကဟိုတယ်အလုပ်လုပ်ပါတယ်နောက်တစ်မျိုးฉันทำงานစက်ရုံအလုပ်งานโรงงานစက်ရုံအလုပ်ဆိုလို့ရှိရင်งานโรงงานလို့ပြောရပါမယ်ရှင်นะคะပြီးရင်ဘာတွေရှိသေးတာလဲဘာလုပ်တွေရှိသေးလဲဥမာကိုကပယံအလုပ်လုပ်တယ်ဆိုရင်ฉันทำงานก่อสร้างฉันทำงานก่อสร้างဥမာကိုကဖုံးဆိုင်မှာအလုပ်လုပ်တယ်ဆိုရင်ฉันทำงานร้านโทรศัพท์ဖုံးဆိုင်ကိုร้านโทรศัพท์ฉันทำงานร้านโทรศัพท์လို့ပြောရပါမယ်ရှင်โอเคไหมคะဘယ်မှာအလုပ်လုပ်တာလဲဘာအလုပ်လုပ်တာလဲမေးလို့ရှိရင်ဖြေလို့တတ်ပြီလားဒီရှယ်တို့နံပါတ်3ဗီဒီယိုမှာပြန်ဆုံကြမယ်စวัสดีค่ะ